ကွင်းထဲကိုမက်ဆီရောက်လာပြီးဆိုတဲ့အဟိတ်တန်တွေနဲ့တူပွဲကြည့်စဉ်တစ်ခုလုံးတုံဟီးသွားတဲ့မြင်းကွင်းကဘောလုံးဝါသနာရှင်တွေအတွက်အမြဲတမ်းရင်ခုန်ရတဲ့အခိုက်အတန့်ပါပဲဒီခုမှာတော့ကမ္ဘာတဝန်းကနိုင်ငံပေါင်း90ရဲ့တမိုင်းတစ်လျှောက်အပြောင်ပြောင်ဆုံးဘောလုံးသူရဲကောင်းတွေအကြောင်းကိုနှိစက်ပေးသွားမှာဖြစ်ပါတယ်ဒီစီးကခြေစွမ်းကောင်းသောကစားသမားတွေကိုတင်အဆင့်သတ်မှတ်ထားတာမဟုတ်ပဲမိခင်လက်ရွေးစင်အသင်းတွေအတွက်သူတို့ဘယ်လောက်ထိပေးဆက်ကစားခဲ့ကြလဲဆိုတဲ့တမိုင်းကြောင်းတွေကိုပါထည့်သွင်းစဉ်းစားထားတာဖြစ်ပါတယ်ပြင်သစ်နိုင်ငံအတွက်စီဒန်ကွင်းလေကနေစတင်လိုက်တဲ့ဒီခီးစဉ်မှာဂျော်ဂျီယာရဲ့ရွှေရောင်ကျယ်ဝင့်ခေါ်ရက်စကီလီယာကိုအရင်ဆုံးတွေ့ရမှာပါသူကဂျော်ဂျီယာနိုင်ငံကိုတမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်ယူရိုဒီကပြိုင်ပွဲကြီးစီအရောက်ခေါ်ဆောင်သွားခဲ့ပြီးဥရောပရဲ့ထိပ်တန်းတောင်ပန်လူဖြစ်ခြေစွမ်းပြနေတာကြောင့်လက်ရှိမှာနိုင်ငံရဲ့အကောင်းဆုံးကစားသမားဖြစ်နေပါပြီဘော့စနီးယားရဲ့ကုံဆောင်တိုက်စစ်မှုအီဒင်ဂျက်ကိုကတော့အားကစားလူတွေကိုစီးလုံးစီပေါ်နေအခုကျွန်တော်တို့နိုင်ငံကိုအကြီးမားဆုံးစစ်မြစ်ထက်မှကူစားပြုခွင့်ရခဲ့ပါပြီဆိုတဲ့အတိုင်းအသင်းကောင်းဆောင်ကောင်းပြီးနိုင်ငံကိုအကောင်းဆုံးဦးဆောင်ခဲ့ပါတယ်သမုဒ္ဒရာတစ်ဖက်ချမ်းကကနေဒါမြေစီကူးလိုက်ရင်တော့ကနေဒါဘလုံးလောကကိုကမ္ဘာမြေပုံပေါ်ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့အယ်ဖွန်ဆိုဒေဗီကနိုင်ငံအတွက်ပထမဆုံးကမ္ဘာဖလားသွင်းကိုအမခန်းသွင်းယူပေးခဲ့ပြီးကနေဒါကိုကိုပါအမေရိကဆီမီဖိုင်နယ်အထိတက်လန်းနိုင်အောင်ပခုံးထမ်းတင်ပေးခဲ့ပါတယ်ကွန်စတာရီကာနိုင်ငံအတွက်တော့2014ကမ္ဘာဖလားမှာအီတလီအင်္ဂလန်ဂရီရိုလိုအသင်းကြီးတွေကိုကြော်ဖြတ်ပြီးကွာတာဖိုင်နယ်အဆင့်ထိအာအန်တင်ပွဲကော်ဆောင်သွားခဲ့တဲ့ဂိုးသမားကြီးကီလာနာဘက်ကတော့တကယ်ကိုအားကိုးရတဲ့သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်တောင်ဘက်ဆွမ်းကဩစတြေးလျမြန်မာတော့ကမ္ဘာဖလားပြိုင်ပွဲတွေရဲ့အထူးကျွန်ဆုံးကစားသမားတင်ကာဟေးကသူ့ရဲ့ထုံးစံအတိုင်းအမြင့်ခုံခေါင်းတိုက်ချက်တွေနဲ့ဂိုးတွေသွင်းယူပေးခဲ့ပါတယ်အာရှတိုက်စီဦးတည်လိုက်တဲ့အခါနိုင်ငံတကာသွင်းကိုတရားပြအောင်ပထမဆုံးစွမ်းဆောင်ပြခဲ့တဲ့အီရန်ရဲ့အလီဒါရီဂျပန်နိုင်ငံကိုပထမဆုံးချိန်ကမ္ဘာဖလားရှုံးထွက်အဆင့်စီပို့ဆောင်ပေးခဲ့ပြီးအာရှကစားသမားတွေကပထမဆုံးရွှေဘော်လုံးစုစကားတင်စီးဝင်ခဲ့တဲ့ကမ္ဘာကျော်စူပါစတာဟီဒီတိုနီနာကာတာနဲ့လူတွေကကျွန်တော်ကိုအကောင်းဆုံးအာရှကစားသမားလို့ခေါ်ကြပြီးအခုထိလည်းကျွန်တော်ဒါကိုတန်ဖိုးထားပါတယ်လို့ဆိုတဲ့တောင်ကိုရီးယားရဲ့ကနေဝန်ကြီးချာကွန်ဘွန်တို့ဟာအာရှရဲ့ကုံဆောင်တွေဖြစ်ခဲ့ကြပါတယ်အမေရိကန်ပြည်ထောင်စုရဲ့ကမ္ဘာဖလားသူရဲကောင်းလန်ဒန်ဒိုနိုဘန်ကနိုင်ငံတော်တမိုင်းရဲ့ရှုံးထွက်အဆင့်နိုင်ပွဲရအောင်သူတိုင်မဲ့အဆုံးဖြတ်ကိုသွင်းယူပေးခဲ့သလိုအာဖရိကမြေကအယ်ဂျီးရီးယားရဲ့ရာဘန်မာဂျာကလည်း1990အာဖရိကဖလားပြိုင်ပွဲမှာအသင်းကိုချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့ပါတယ်။လက်ရှိခေတ်မှာတော့မော်ရိုကိုအသင်းရဲ့အာရှရက်ဟာကီမီက2022ကမ္ဘာဖလားမှာမော်ရိုကိုအသင်းကိုအာဖရိကတိုက်ရဲ့ပထမဆုံးကမ္ဘာဖလားဆီမီဖိုင်နယ်တက်လန်တဲ့အသင်းဖြစ်လာအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးအီဂျစ်ရဲ့မိုဟာမက်ဆာလာကလည်းအာဖရိကတနင်္လာအကောင်းဆုံးကစားသမားစု2ကြိမ်နဲ့အတူအီဂျစ်ကိုကမ္ဘာဖလားစီဦးဆောင်ခဲ့ပါတယ်။စီမီဘောရဲ့ဆာဒီယိုမာနီကတော့ကမ္ဘာဖလားလူတိုင်းကြီးပျော်ရွှင်မှုတွေယူဆောင်ပေးတဲ့ပြိုင်ပွဲတစ်ခုပါအနိုင်ရဖို့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားတော့မှာပါဆိုတဲ့အတိုင်းနိုင်ငံကိုပထမဆုံးအာဖရိကဖလားရယူပေးခဲ့ပါတယ်။ဂါနာရဲ့ RBD ပီလီနိုင်ဂျီးရီးယားရဲ့အိုလံပစ်ချန်ပီယံကာနူကင်မရွန်ရဲ့ဂိုးသွင်းပြင်စင်မီရဲ့အီတူနဲ့အိုင်ဗရီကိုဘလုံးလောကကိုပြောင်းလဲပေးခဲ့တဲ့ဒီဒီယာဒေါ်ဘာတို့ဟာလည်းအာဖရိကတိုက်ကြီးတစ်ခုလုံးရဲ့မမေ့နိုင်စရာကျယ်ဝန်းနေဖြစ်ခဲ့ကြပါတယ်။တောင်အမေရိကတိုက်စီလှည့်ကျင်တော့ပါရာဂွေးရဲ့ဂိုးသွင်းကောင်းတဲ့ဂိုးသမားကြီးကိုဆေးလူရဲ့ချီလာဘက်ဟာဒိုင်40ကွာကနေဖရီကစ်ဂိုးတွေကိုအမခန်းသွင်းပြခဲ့ပြီးချီလီရဲ့အီနီဘက်ဖီကွဲတို့ဟာပီလီကြီးစိုးတဲ့ခင်မှာတော့တောင်အမေရိကအကောင်းဆုံးကစားသမားစုကို3ချိန်ဆက်တိုက်ရရှိခဲ့ပါတယ်။ကိုလံဘီယာရဲ့စပင်ကောက်ကွန်းနဲ့ဘာဒီယာမာကကွင်းလည်ဖန်တီးမှုတွေနဲ့ဘောလုံးလောကကိုဆွဲဆောင်ခဲ့တယ်လို့ပီရူးရဲ့ကူဘီလက်ကလည်းဝါဖလာပြိုင်ပွဲနှစ်ခုမှာ5ဂိုးစီသွင်းယူနိုင်ခဲ့တဲ့အထိထူးခြားပြောင်မြောက်ခဲ့ပါတယ်။ဥရောပပြည်သူပြန်သွားရင်တော့ဝေးရဲ့ခေတ်သစ်သူရဲကောင်းကားတဲ့ဘေးကအရေးကြီးတဲ့ပွဲတွေမှာအမြဲတမ်းဆုံးဖြတ်ဂိုးတွေသွင်းယူပေးလိမ့်ရှိသလိုမြောက်အိုင်ယာလန်ရဲ့ဂျော့ချ်ဘက်ကကမ္ဘာဖလားမှာကစားခဲ့ရပူးပေမဲ့ရွှေဘောလုံးစုကိုသိမ်းပိုက်နိုင်ခဲ့တဲ့ပါရမီရှင်ဖြစ်ခဲ့ပါတယ်။အိုင်ယာလန်ရဲ့စိတ်သက်ပြင်းထန်တဲ့ခေါင်းဆောင်ကျွမ်းရင်းက1994ကမ္ဘာဖလားမှာအသင်းကိုရှုံးထွက်ဆင့်ရအောင်အုပ်ဆောင်ပေးခဲ့တယ်လို့မျိုးရဲ့အာလင်ဟာလန်ကတော့အခုချိန်မှာနိုင်ငံရဲ့တမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူဖြစ်နေပြီးအခုရင်းရတာနဲ့ဂိုးသွင်းတဲ့ထူးခြားတဲ့တိုက်စစ်မှုဖြစ်ပါတယ်။1994ကမ္ဘာဖလားမှာဘူဂေးရီးယားကိုဆီမီဖိုင်နယ်ထိပို့ဆောင်ပေးခဲ့တဲ့စထရိုက်ကာနဲ့ရိုမေးနီးယားရဲ့မာရာဒိုနာလိုလူသိများတဲ့ဟာဂျီတို့ရဲ့ဇလန်းတွေဟာလည်းတမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။ယူဂိုစလာဗီးယားဘလုံးတမိုင်းကထွက်ပေါ်လာခဲ့တဲ့အကောင်းဆုံးကစားသမားဆာဗီးယားရဲ့ဒရာဂန်ဂျာရဲ့တူရကီရဲ့ရွှေရောင်မျိုးဆက်တင်းကောင်းဆောင်ဟာကန်ဆူကာရှစ်တမန်နိုင်ငံရဲ့မမောနိုင်မပန်းနိုင်ကွင်းလယ်လူပါဘယ်နာဘက်ဒိုးမျိုးရဲ့ပါးနဲ့လုံးနဲ့ကွင်းလယ်လူမိုက်ကယ်လောင်ဒရက်နဲ့ဆွီဒင်ရဲ့ဇလာတန်အီဗရာဟီမိုဗစ်တို့ဟာလည်းသူတို့ရဲ့ကိုယ်ရည်ပင်ကိုယ်ဆိုင်တွေနဲ့သက်ဆိုင်ရာနိုင်ငံတွေရဲ့ဘောလုံးသမိုင်းကိုအယောင်ဆိုးပေးခဲ့ကြပါတယ်။ဘယ်ဂျီယန်ရဲ့ကေဗင်ဒီဗိုင်နာကကျွန်တော်တို့ဘယ်ဂျီယန်ရဲ့စကစားတုန်းကဘာပြိုင်ပွဲမှမဝင်ဘူးပါဘူး။အခုဒီပြိုင်ပွဲကြီးခုနှစ်ခုစက်တိုက်ကစားခွင့်ရခဲ့ပါပြီလို့ကိုယုံစွာပြောခဲ့တယ်လို့ထိုအေးချာရဲ့လူကာမိုဒရစ်ကလည်းနိုင်ငံကိုကမ္ဘာဖလားဘောလုံးပွဲထိခေါ်ဆောင်သွားပြီးရွှေဘောလုံးစုကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။မက္ကဆီကိုရဲ့ဟူဂိုဆန်ချက်ပိုလန်ရဲ့ရောဘတ်လီဝန်ဒော့စကီယူကရိန်းရဲ့အန်ဒရီချက်ချန်ကိုနဲ့ရွှေဘောလုံးစုကိုရရှိခဲ့တဲ့ဦးသီးသောကိုသမားရုရှားရဲ့လက်ဖျာရှင်တို့ဟာလည်းတမိုင်းဝင်ကောင်းဆောင်တွေဖြစ်ခဲ့ကြပါတယ်။စကော့တလန်ရဲ့ဂူအများဆုံးသွင်းသူကင်နီဒက်ဂလစ်နိုင်ငံတကာပွဲစဉ်85ပွဲမှာ84ဂိုးထိသွင်းယူခဲ့တဲ့ဟန်ဂေရီရဲ့ဖာရန်ပုရှ်ကက်
မာဆုံးကမ္ဘာဖလားချန်ပီယံအသင်းရဲ့အသင်းကောင်းဆောင်ဥရုဂွေးရဲ့ဟိုစီနာဇာစီနဲ့အင်္ဂလန်ကို1966ကမ္ဘာဖလားရရှိအောင်ကူညီပေးခဲ့တဲ့ဘော်ဘီချာတန်တို့ကလည်းဘောလုံးသမားရဲ့မမေ့နိုင်စရာပြရုပ်တွေပါပဲ။ပေါ်တူဂီကို2016ယူရိုဖလားရယူပေးခဲ့ပြီးနိုင်ငံတကာအသင်းကိုအများဆုံးစံချိန်တင်ထားတဲ့ခရစ္စတီယာနိုရိုနယ်ဒိုနဲ့နယ်သာလန်ကိုပထမဆုံးကမ္ဘာဖလားဘောလုံးပွဲစီပို့ဆောင်ပြီးတူတေဖူဘောကစားပွဲကိုပုံဖော်ခဲ့တဲ့ဂျိုဟန်ဂရိုက်တို့ကလည်းဘောလုံးသမိုင်းကိုပြောင်းလဲပေးခဲ့တဲ့သူတွေဖြစ်ပါတယ်။စပိန်ရဲ့အင်ရီစတာက2010ကမ္ဘာဖလားဘောလုံးပွဲရဲ့အဆုံးဖြတ်ဂိုးကိုလှပစွာသွင်းယူပေးခဲ့တယ်လို့ပြင်သစ်ရဲ့ဇီဒန်ကလည်းကမ္ဘာဖလားနဲ့ယူရိုချန်ပီယံအဖြစ်ပွဲကြီးပွဲကောင်းတွေမှာအမြဲတမ်းခြေစွမ်းပြလေးရှိပါတယ်။အီတလီရဲ့ပါအိုလိုမာဒီနီကပြည်စုံတဲ့ခန်းစစ်စွမ်းရည်နဲ့ရွှေရောင်စံနှုန်းဖြစ်ခဲ့ပြီးဂျာမနီရဲ့ဖရန့်ပါကင်ပါဝါကတော့ကစားသမားဖြစ်ရောနီးပြဖြစ်ပါကမ္ဘာဖလားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရွှေဘောလုံးစုကို၈ချိန်အထိရရှိထားပြီးအာဂျင်တီးနားကို2020နဲ့ကမ္ဘာဖလားရရှိအောင်ဦးဆောင်ပေးခဲ့တဲ့သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားလီယိုနယ်မက်ဆီနဲ့ကမ္ဘာဖလား၃ချိန်အထိရရှိခဲ့ပြီးဘောလုံးလောကရဲ့ပထမဆုံးကမ္ဘာကျော်စူပါစတာဖြစ်ခဲ့တဲ့ဘရာဇီးကပီလီတို့ဟာဘောလုံးသမားရဲ့အတောက်ပဆုံးခြေဝင်ကြီးတွေအဖြစ်ကမ္ဘာဒီရွေးမှတ်တမ်းတင်ကြံရည်နေဦးမှာပဲဖြစ်ပါတယ်။ဘောလုံးဝါသနာရှင်တို့ရေအခုပြောတော့တဲ့အထက်မှာဘသူကိုအနှစ်သက်ဆုံးလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။